โอเคအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ဒီလက်ပတ်တန်ပုံလေးကိုပညာဒါနလေးပြပေးပါမယ်ရှင်ဒီလက်ပတ်တန်လေးကိုဘယ်လိုဆွဲရလဲဘယ်လိုချုပ်ရလဲဆိုတာကိုအသေးစိတ်ထုတ်ပြမယ်တိုက်ကြည့်ပြီနော်โอเคအဲ့ဆိုရင်စားလိုက်ရအောင်ဒါဆိုရင်တို့ကဒီလက်ပတ်တန်လေးချုပ်ရမယ်ဆိုရင်တို့ကအယုံဆုံးကိုယ့်ရဲ့မူရဲ့လက်ပတ်တန်တစ်ခုကိုဆွဲရမယ်ဆွဲရပြီးသွားရင်တို့ရဲ့ဒီလက်ပတ်တန်ရဲ့အရှိကိုလက်အရှိကိုကြတော့ကိုကလက်အရှိရန်မချချုံဆိုရင်လက်အရှိကို16လောက်လေးနဲ့လည်းချုပ်လို့ရတယ်ဒီမှာတော့လက်ရှိကို16နဲ့ထည့်ပြီးတော့မှဆွဲရတယ်ဒါလေးဆွဲရပြီးသွားရင်တို့ရဲ့ဒီလက်ရှိအောက်ပိုင်းကနေအပေါ်လေးကိုတို့ကလက်အလဲတိုင်းကနေ4စီယံဆိုပြီးတော့အပေါ်လေးကိုတက်လိုက်မယ်လက်အောက်ကနေအပေါ်4စီယံတက်မယ်ပြီးသွားရင်ဒီဘက်လက်တိုင်ထိပ်ကနေဒီဘက်လက်ရဲ့ဘေးဘက်ကိုတို့ကဘယ်လောက်လောင်လဲဆိုရင်9စီယံလာပြီးလိုက်မယ်တိုင်ထိပ်တက်ကနေလက်ရဲ့ဘေးကို9စီယံလာပြီးမယ်လာပြီးသွားပြီဆိုရင်ဒီအရှိချမ်းလက်ရဲ့အရှိချမ်းကိုကြတော့တို့ကဒီလက်ဝါးရဲ့ဘေးကနေအထက်ကို9စီယံဝန်းကျင်လောက်အမှတ်လေးတမတ်မှတ်ပြီးတော့ဒီလိုလေးခြံထားမယ်ခြံထားပြီးသွားရင်ခဏကတို့မှတ်ထားတဲ့9အမှတ်ရဲ့4အမှတ်လေးရဲ့ဒီ9အမှတ်လေးရဲ့3 point ကိုပေးတဲ့အကွင်းနဲ့ဒါလိုက်ဆက်လို့ရရင်ဆက်မယ်မရရင်ကိုယ့်ရဲ့လက်လေးနဲ့လှနေအောင်ပြပြလေးဝိုက်ပေးမယ်နော်โอเคအဲ့ဆိုရင်တို့ခဲတံလေးနဲ့အရင်လှအောင်ပြပြလေးဝိုက်လိုက်မယ်အဲ့ဆိုရင်ကိုယူရတဲ့ဒီအမှတ်လေးကနေကိုယ့်ရဲ့4စီယံလေးကိုပြပြလေးဆွဲလာဒီဝိုင်းတို့ဒီလက်အောက်ပိုင်းမှာ9စီယံဘေးကနေအထဲဝင်ရတဲ့အမှတ်လေးနဲ့ပြပြလေးပြန်ဆက်မယ်အဲ့ဆိုရင်ကိုယ့်ရဲ့လက်ပတ်တန်လေးကိုဒီပေးရတဲ့အမှတ်တွေအကုန်လုံးပြပြလေးဝိုင်းလို့ပြီးသွားပြီဆိုရင်တို့ကလက်ဖောင်းစာကြားရတဲ့လူတွေဆိုရင်လက်ကိုဖောင်းစာတစ်ခါလေးတင်ထားပေးမယ်နော်ဒါဆိုရင်လက်ဖောင်းစာကြားရတဲ့လူကြတော့တို့လက်ဖောင်းစာကိုနည်းနည်းလေးပဲကြားရဆိုရင်တိုင်ထိုက်ကနေ3စီယံတက်တာမယ်ပုံမှန်လေးကြားရတဲ့လူတွေက9စီယံတက်မယ်ဖောင်းစာအတော့များကြားရတဲ့လူတွေက10ကနေ30ကြီးတက်လို့ရတယ်နော်ဒါဆိုရင်ဒီမှာတော့ပုံမှန်9စီယံလေးပဲတက်လိုက်မယ်လက်ဖောင်းစာလေးကိုအဲ့ဆိုရင်ကိုယ့်ရဲ့ဒီတိုင်ထိတ်လက်တိုင်ထိတ်တဲ့ကနေအပေါ်9စီယံဖောင်းစာလေးတက်လိုက်တယ်ပြီးသွားရင်တို့အဲ့လက်တိုင်ထိတ်လေးကိုမြင်းဖြောက်တစ်ချောင်းဆွဲအလဲတိုင်ရဟိုဘက်ဒီဘက်ကို1ခွဲအမှတ်လေးမှတ်ထားမယ်ခေါင်းစာဝိုင်းတဲ့ခါကျရင်ညီအောင်လို့ဒါလေးမှတ်ပြီးတော့ရင်တို့ကသူ့ကိုဒီအရှိချမ်းရဲ့လက်ဒုတိယအမှတ်ကနေတို့ခဏကတစ်ခွဲမှတ်ထားတဲ့အမှတ်လေးနဲ့ဒီလိုခုံလေးဆက်ပြီးမချွန်သွားစိနဲ့ဝိုင်းနဲ့ခုံလေးပြောင်းဆက်ပြီးမယ်ပြီးရင်အနောက်ချမ်းလေးကိုလည်းအတူတူပဲတို့ရဲ့ဒုတိယအမှတ်ကနေဒီတစ်ခွဲနာလေးကိုခုံလေးနဲ့ဝိုင်းလေးပြောင်းဖောင်းစာလေးဆက်ပြီးမယ်ဒါဆိုရင်ဖောင်းစာလေးယူပြီးသွားရင်ခဏကတော့ဝိုင်းရတဲ့အဝိုင်းလေးကဖောင်းစာပေါ်မှာမရှိဘူးအဲ့တော့အဲ့ဒီအဝိုင်းလေးကိုဖောင်းစာပေါ်မှာတက်သွားအောင်တစ်ခါတည်းပြန်ပြီးတော့ဒီလိုလေးပြပြလေးပြန်တင်ပြီးဝိုင်းပေးမယ်โอเคအဲ့ဆိုရင်အခုပုံစံလိုမျိုးအကုန်လုံးဝိုင်းလို့ပြီးသွားပြီဆိုရင်တို့သူ့ကိုစပြီးတော့ညှက်ထုတ်လို့ရပြီအဲ့တော့သူ့ကိုစပြီးတော့ညှက်ထုတ်မယ်ညတဲ့ခါကျရင်ဒီမှာတို့4စီယံတက်တဲ့ဒီစုံမဲ့ကြတဲ့နေရာလေးကိုတခြားလေးပတ်ထားပြီးမယ်နော်โอเคအဲ့ဆိုရင်အဲ့ဒီအဝိုင်းလေးကနေစပြီးတော့ညှက်မယ်လို့နှစ်ချမ်းလေးကွဲသွားမယ်နှစ်ချမ်းကွဲသွားရင်တို့ကဒီဘက်ချမ်းလေးကိုကြတော့4စီယံတက်လာတာလေးကိုအလဲတိုင်တက်ဒီလိုလေးညှက်ထုတ်ပြီးတော့ဒီအောက်တစ်ပိုင်းလေးကိုတို့ကမယူတော့ဘူးဖယ်ထုတ်လိုက်မယ်လက်ပတ်တန်လေးကအခုလိုလေးနှစ်ပိုင်းလေးပဲကျန်မယ်အဲ့တော့အဲ့နှစ်ပိုင်းလေးကျန်တဲ့ဟာကိုတို့ကဒီအဝိုက်တစ်ပိုင်းကိုဖယ်ပြီးတော့ဒီကျန်နေတဲ့အတူတစ်ပိုင်းလေးကိုဒီလက်ပတ်တန်မှာပါတဲ့အတွန့်လေးထည့်ဖို့အတွက်အတွန့်စာလေးကိုသွားပြီးတော့ဆက်ကူတို့ရပေါ်မှာသွားဆွဲမယ်အဲ့ဆိုဒီလက်ပတ်တန်လေးကိုဆက်ကူတို့ရပေါ်မှာတိတ်ကပ်ပြီခဏရအောင်အဲ့ဆိုရင်တို့ကဒီအခုစောစောအတူပိုင်းလေးကိုဆက်ကူတို့ရပေါ်မှာထိတ်လေး4စီယံတက်လာတဲ့ဒီထိတ်လေးကိုတိတ်လေးကတ်ထားတယ်နော်အဲ့ဆိုတိတ်လေးကတ်ပြီးသွားရင်တို့စောစောကလက်ပုံစံမှာပြထားတဲ့ဒီအတွန့်လေးကိုကဝိုင်းအကြီးကြိုက်တယ်အတွန့်မများကြိုက်တယ်ဆိုရင်ရှေ့ဆွဲအရင်ကြီးအတွန့်များတာမကြိုက်ဘူးဆိုရင်လည်းတူတူလေးပဲဆွဲမယ်အဲ့တော့ဒီမှာတော့အတွန့်လေးကိုပုံမှန်လေးပဲယူမယ်နော်အဲ့တော့ကိုအရင်ကြီးမရှိဘူးရမ်းမတူဘူးအတူအရှိကတော့ကိုမန်းပြောဆွဲလို့ရတယ်တိတိကျကျဆွဲစရာမလိုဘူးအပြားကလည်းကိုကကြီးချင်တယ်ဆိုရင်တော့ဒီအခုချိန်တက်တဲ့4စီယံကို4စီယံမတက်ပင်နဲ့မှာ9 6အဲ့လိုတက်ထားလို့ရတယ်နော်โอเคအဲ့ဆိုရင်တို့စပြီးတော့ဝိုင်းမယ်အဲ့တော့ယာယီခဲတံလေးနဲ့အဲ့ဒီအဝိုင်းလေးကိုတို့ကအစမ်းအရင်ဝိုင်းလိုက်မယ်ပြီးမှကိုစိတ်တိုင်းကြပြီဆိုမှတေချာပေးတာကိုလေးနဲ့လောက်အောင်ပြဝိုင်းမယ်ဒါဆိုရင်ဒီနားလေးကနေလက်ပတ်တန်နားလေးကနေဒီလိုလေးကိုပြီးတော့တို့ရဲ့4စီယံအမှတ်လေးကိုဒီလိုလေးပြန်လာဆက်လိုက်မယ်โอเคဒီလိုယာယီလေးနောက်ပြီးသွားရင်ပေးတဲ့အကွေးလေးနဲ့အဲ့မှာကိုဆွဲရတာမလောက်ဆိုရင်အကွေးလေးနဲ့တေချာလောက်အောင်လေဒီလိုလေးပြန်လာဝိုင်းမယ်ဒီလိုကွေးလေးဝိုင်းလိုက်မယ်ပြီးတော့မှအဲ့ဒီဝိုင်းရတာလေးကိုနောက်ထပ်အကွေးလေးကိုဒီလိုလေးပြန်ခံပြီးတော့ဒီလိုပြည့်လေးတစ်ခါပြန်ဆင်းမယ်ပြီးတော့မှတို့ရဲ့ဒီလက်တိုင်းဒီအောက်ကနေလေးတက်လာတဲ့ထိတ်လေးနဲ့ကွေးလေးကိုဒီလိုပြည့်လေးပြန်ခံပြီးတော့ဆက်အကွေးကို3ဆင့်ခံပြီးတော့ကွေးလေးဝိုင်းလိုက်မယ်အဲ့ဆိုရင်တို့ဒီလိုလေးဝိုင်းလို့ပြီးသွားပြီဆိုရင်တို့ရဲ့ဒီလက်အပတ်ပြားကတို့4စီယံပဲတက်လာတဲ့အတွက်တောက်လျှောက်4စီယံပြားလေးလိုက်ဖော်မယ်နော်အဲ့ဒီအဝိုက်လေးကနေ4စီယံတောက်လျှောက်ဒီလေးလိုက်ဖော်လိုက်မယ်ဖော်ပြီးသွားပြီဆိုရင်တို့ကဒီအပေါ်အကွေးဒီအကွေးနားလေးရောက်ခံပြီးတော့မယ်ဆိုရင်တို့က4စီယံအပြည့်မလောက်တော့ဘဲနဲ့မှာတဖြည်းဖြည်းနည်းလာပြီနဲ့4ကနေတဖြည်းဖြည်း3ခွဲအဲ့လိုမျိုးလေးရှော့လာပြီမယ်နော်3ခွဲပြီးရင်ဒီအကွေးချုံရောက်ခံပြီးတော့မယ်ဆိုရင်3ခွဲကနေတဖြည်းဖြည်း3အဲ့လိုလေးအရှော့လာပြီမယ်3ကနေတဖြည်းဖြည်း2ခွဲအဲ့လိုလေးရှော့လာပြီမယ်ဒီကနေဒီကို4စီယံသွားတယ်ပြီးသွားရင်တဖြည်းဖြည်း3သွားတယ်ပြီးမှတဖြည်းဖြည်းထူပဲအဲ့လိုလေးပတ်လဲရှော့ပြီးသွားပြီဆိုရင်ပြန်အကွေးလေးနဲ့လာနေအောင်ပြန်ဆွဲပေးမယ်ကိုမရတဲ့အမှတ်လေးကိုတဖြည်းဖြည်းရှာညီလေးလာအောင်ပြန်ဆွဲပေး
ပြီးသွားရင်ဒီအထဲထဲမှာကိုရတဲ့ထိတ်လေးကိုကျတော့တို့ကအချုံလေးပဲယူလိုက်မယ်နော်အချုံကနည်းနည်းကောက်လေးယူပေးโอเคအဲ့ဆိုရင်ဒီလက်အကွေးလေးကအခုလိုပုံစံလေးရလာမယ်ကိုပုံစံလေးနော်အဲ့ဆိုရင်ဒီလိုပုံစံလေးရလာပြီဆိုရင်မင်းတို့ဒါလေးကိုညှက်ထုတ်လိုက်လို့ရတယ်ဟုတ်ကဲ့အဲ့ဆိုရင်တို့ဒီပတန်လေးတွေကိုပိတ်ဆောက်ပေါ်မှာညှက်ထားမယ်နော်အဲ့တော့ညှက်ရမှာကတော့ပိတ်ဆောက်ကိုပုံမှန်တိုင်းပဲခောက်ပြီးတော့ဒီ black button တစ်ခုကိုနှစားလေးတွေညှက်ထားပေးမယ်နော်ညှက်ပြီးသွားရင်တို့ကဒီမှာဘေးဘက်တွေဆိုရင်အမြဲတမ်းချုပ်စာနှိပ်ခွဲအောက်မှာဒီ white တောက် shop အကွေးတောက် shop အကုန်ချုပ်စာ 1cm လေးတွေထားပြီးတော့ညှက်ထားမယ်ပြီးရင်ဒီ join ပတ်သက်လေလည်းချုပ်စာ 1cm လေးထားပြီးတော့ညှက်ထားမယ်အဲ့ဆိုရင်အခုလိုပုံစံလေးနှစားရှိရမယ်ဟုတ်မယ်နော်โอเคအဲ့ဒါလေးပြီးသွားပြီဆိုရင်ဒီဘက် white တစ်ချမ်းကိုလည်းတို့ကိုလည်းနှစ်ခုညှက်ထားမယ်အဲ့တော့ဒီ white တောက် shop ချုပ်စာ 1cm ဒီလက် join ဖောင်းစာတောက် shop ချုပ်စာ 1cm ဒီဘက်ကလက်ရဲ့ဘေးလေးဖြစ်တဲ့အတွက်ချုပ်စာနှစ်ခွဲโอเคဒါလေးတွေအကုန်လုံးအဲ့ဆိုရင်တို့ကဒီမှာသူ့ကိုငင်ခံလေးတွေတခြားလိုက်လို့ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးထွက်လာမယ်နော်ငင်ခံရလေးနဲ့ဒီလိုပုံစံလေးရလာမယ်အဲ့ဒါကိုတို့ကဘာလုပ်ရမလဲဆိုတော့ဒီကနေစပြီးတော့တောက်ရှောက်အောက်တောက်ရှောက်ချုပ်ပိတ်မယ်ဒီတို့လေးစီရန်တက်လာတဲ့အမှန်ကနေစပြီးတော့ဒီအထဲတောက်ရှောက်လည်းချုပ်ပိတ်မယ်ပြီးရင်သူ့ကိုလန်ထုတ်မယ်နော်အဲ့ဒါဆိုတို့စပြီးတော့ချုပ်မယ်ဒါဆိုဒီအောက်မှာကိုလိုက်ရတဲ့ငင်ခံရလေးကစချုပ်ရအောင်ပြီးရင်ဒီမှာတို့လာနေတို့မှတ်လာတဲ့တက်လာတဲ့လေးစီရန်အမှတ်လေးရောက်ပြီဆိုရင်အဲ့လေးစီရန်အမှတ်မှာအဆိုင်ပြီးရင်အဲ့ငင်ခံရတဲ့အတိုင်းသူ့တဲ့ချီပြန်တုပ်ပြီโอเคအဲ့လေးပြီးသွားရင်အဲ့ဒီဓာတ်လေးကိုတို့ကတ်ချီညတ်တောက်ပေးမယ်ဒီဓာတ်လေးကိုဒီလိုလေးထိတ်ထိရအောင်ကတ်ချီလေးညတ်တောက်ပြီးရင်ဒီအဝိုက်လေးတွေကလုံးဝဝိုက်နေတာဖြစ်တဲ့တော့ပြင်အောင်ချုပ်စာလေးတွေကိုအကောင်လုံးလိုက်ပြီးတော့မှပြန်တီးပေးမယ်ချုပ်စာလေးကိုတတိလေးပဲထားပြီးတော့ပြီးရင်ဒီဓာတ်လေးကိုဒီအပေါက်လေးကနေသူ့လန်ပြီးတော့မှလန်ထုတ်ပေးမယ်နော်အဲ့ဒါဆိုရင်တို့ကဒီမှာသူ့ကိုဒီအကွေးလေးကိုလန်ထုတ်လို့ပြီးသွားပြီနော်ဒါလေးကိုတို့ဒီမှာကိုရဝက်ဥလက်လေးနဲ့ဖြစ်ဖြစ်လန်ထုတ်လိုက်လန်ထုတ်လို့ပြီးသွားပြီဆိုရင်မီးဦးလေးကိုတေချာလေးအကွေးတိုင်းပြားနေအောင်တိုက်ထားမယ်တိုက်ထားလို့ပြီးသွားပြီဆိုရင်တို့လန်ထုတ်ပြီးသွားရင်အစလေးကဒီလိုနှစ်စလေးဖြစ်သွားမယ်ကွာအဲ့ဒါလေးကိုတို့ကမဟတော့အောင်သူ့ကိုဘေးနားလေးကနေအတပေါက်စာလေးပြန်ပြီးတော့တက်ပေါက်လိုက်မယ်အဲ့ဆိုရင်ဒီလက်နှစ်စလုံးလည်းကျွန်တော်တို့ညိုအောင်တပေါက်စာစီနောက်ရှော့လိုက်ပါမယ်โอเคအဲ့ဆိုရင်ဒီလိုတပေါက်စာလေးတွေအကုန်လိုက်ပေါက်ပြီးသွားရင်ကျွန်တော်ဒီဘက်ခြမ်းမှာလက်အဝိုက်လေးနှစ်စကြံခဲ့နော်အဲ့လက်အဝိုက်နှစ်စလေးကိုပြန်ပြီးတော့မှချုပ်မယ်အဲ့ဆိုဒီလက်အဝိုက်လေးကိုကြတော့ကျွန်တော်ရဲ့ဒီအကွေးလေးကိုခဏလောက်ဖယ်ထားပြီးသွားရင်ဒီအဝိုက်လေးကိုသူလက်နှစ်စရှိရအဲ့ဒါကိုအလားရှင်ထပ်ပြီးတော့ဒီမှာကျွန်တော်၄စီရန်အမှတ်လေးမှတ်ထားတာရှိရအဲ့၄စီရန်အမှတ်နဲ့ဒီမှာချုပ်လာတဲ့ဒီချုပ်လိုရဲ့ထောက်လေးနဲ့ကိုတညီရဲထားမယ်ပြီးရင်တောက်လျှောက်ဒီအဝိုက်တောက်လျှောက်ကိုပြန်အပ်တွဲပေးမယ်ဒီလောက်ရဒီလက်စားနှစ်စားကိုဒီဘက်ချမ်းမှာတစ်ခုဒီဘက်ချမ်းမှာတစ်ခုเนาะအဲ့လိုနှစ်ခုလေးကိုငုံပြီးတော့မှလာချုပ်မှာဒီအတွန့်လေးကိုလုံးဝဒီထဲမှာထည့်တာเนาะအဲ့ဆိုရင်တို့တူဒီမှာအလားရှင်ပူပြီးသွားပြီဆိုရင်တောက်လျှောက်1 cm ချုပ်ထားမယ်ကိုယ်လေးနေနော်ဒီကိုရတဲ့အတွန့်လေးโอเคအဲ့လေးပြီးသွားပြီဆိုရင်တို့ဒီလက်အဝိုက်တောက်လျှောက်ကိုကတ်ကြီးလေးတောက်လျှောက်လိုက်တောက်ပေးလိုက်အဲ့ဒါလေးတောက်လို့ပြီးသွားပြီဆိုရင်ကျွန်တော်ချုပ်စာလေးတွေအကုန်ပေးလိုက်မယ်နော်အဲ့ဒါလေးပြီးသွားရင်တူလန်တော့မိဘူးတပြန်တိုက်ပြီအဲ့ဆိုရင်တို့ဒီမှာလန်ထုတ်လိုက်တဲ့ခါကျရင်ဒီလိုပုံလေးထွက်လာမယ်ဒီလိုအဝိုက်လေးဒီလိုတောက်လျှောက်အဝိုက်လေးရလာမယ်ပြီးရင်ကိုရဲ့ဒီအတွန့်လေးကသူ့ရဲ့အပေါ်မှာဒီလိုလေးရှိနေမယ်โอเคအားလေးကိုမြေဘူးတေချာလေးတိုက်ပေးမယ်ပြီးတော့မှဒါလေးကိုချီချဲလေးလုပ်ပြီးတော့ဒီပေါ်မှာတူတူကိုပြန်ပြီးတော့မှဒီမှာအပွင့်ပုံစံလေးလာခွေပေးမယ်နော်โอเคအဲ့ဆိုရင်ဒါလေးကိုမြေဘူးတိုက်မယ်အဲ့ဆိုရင်ကျွန်တော်မြေဘူးတိုက်လို့ပြီးသွားပြီဆိုရင်သူကဒီလိုပုံလေးရလာမယ်ဒါဆိုရင်ကျွန်တော်မြေဘူးတိုက်လိုက်တာအပြင်ဘက်ကောအတွင်းဘက်ကောဒီပုံစံနဲ့နှစ်ဖက်လာနော်အဲ့လိုလေးမြေဘူးလေးတေချာလေးပြန့်နေအောင်တေချာလေးတိုက်ပေးမယ်ပြန်ပြီးလာလေးအဲ့ဆိုရင်ဒီလိုပုံစံလေးတူထားလာမယ်အဲ့တော့ကိုယ့်ရဲ့အပွင့်ကိုဒီဘက်မှာပဲထားဒါမှမဟုတ်ရင်လည်းဒီဘက်မှာပဲထားကြိုက်တဲ့ဘက်ထားလို့ရတယ်နှစ်ဖက်လုံးကပါတယ်အဲ့ဒါလေးကိုသူကဘာလုပ်မလဲဆိုတော့ဒါဆိုရင်လက်နှစ်ဖက်ကဒီမှာဟနေသေးတယ်နှစ်စ
အဲ့ဒီဟာနေတဲ့နစကိုလေတို့တောက်လျှောက်အတစ်ပေါက်စာလိုက်ပေါက်ပေးမယ်နော်ကတ်သွားအဲ့ဒီတစ်ပေါက်စာလေးတောက်လျှောက်ပေါက်လိုက်မယ်ပေါက်လို့ပြီးသွားပြီဆိုရင်ဒီအခုတို့လော်ရတဲ့ဒီလေးစီရန်ကြားလေးကိုသူ့ကိုချီကျဲလိုက်မယ်ပြပါလိမ့်အဲ့ဆိုရင်ချီချဲမလိုက်ခင်မှာတို့ကသူ့ကိုအတွန့်လေးလက်ဖောင်းစာထည့်ရတာဖြစ်တဲ့အတွက်အတွန့်ရင်ချုပ်လိုက်အဲ့တော့အတွန့်ချုပ်တဲ့ခါကျရင်အတွန့်ကိုတို့ရဲ့ဒီဖောင်းနေတဲ့ခုံးနေတဲ့ထိတ်လေးကနေပဲတို့မန်းပြီးတော့မှသူ့ကိုချီချဲလေးပြောင်းပြီးတော့နင်းထည့်လိုက်မယ်ဒီကြပြားစားလေးပေါ်ကနေဒီလိုခုံးတဲ့နာလေးကိုနင်းလိုက်မယ်ပြီးရင်ချီမွေးကိုရှိရှိလေးထားခဲ့မယ်ပြီးသွားရင်နောက်ထပ်ပြီးကြပြားစားလေးနှစ်ချောင်းနင်းမယ်နော်ချီချောင်းပြီးရင်ချီမွေးကိုအခုလိုလေးရှိရှိထားလိုက်မယ်ပြီးမှတို့နှစ်ချောင်းလုံးကိုဒီလိုလေးချီမွေးနဲ့ပြင်ကန်ပြီးတော့အဲ့အတွန့်လေးကိုဆွဲပြတယ်အဲ့ဆိုရင်အတွန့်လေးတွေဆွဲတွန်းလိုက်တဲ့ခါကျရင်သူကဒီလိုခုံလေးနဲ့ဖောင်းလေးရလာမယ်အတွန့်လေးဒီလိုစွတ်စွတ်တေးလေးနော်အဲ့ချီချဲနဲ့ကြောင်းနေတာအတွန့်ဒီလိုပို့ပြီးတော့ဆက်ဆက်လေးနဲ့ကိုလာစေတယ်အဲ့တော့ဒီလိုလေးနေလာပြီးတော့ဆွဲတွန်းလိုက်ဒီမှာချီချဲနဲ့ပြုတ်သွားတော့တိတ်မတွန်းတော့ဘူးနော်ဒီဘက်ခြံလေးကိုဆွဲတွန်းလိုက်ဒီဘက်ခြံလေးတွန်းလေးနဲ့ဖောင်းလေးရှိနေရမယ်โอเคအဲ့လေးပြီးသွားပြီဆိုရင်တို့ကဒီမှာခဏကဒီဖက်ပြားလေးကိုချီချဲလောက်မယ်ဒီအကောက်လေးကိုအဲ့ဆိုရင်ချီနဲ့ပင်ထိုးထားလိုက်မယ်ထိုးထားပြီးရင်တို့သူ့ကိုဒီထိတ်ကနေပဲချီချဲလက်ချုပ်လေးတောက်လျှောက်လိုက်ပါမယ်အဲ့ဆိုရင်အဆုံးထိအခုလိုလေးချီချဲလေးနေပြီးသွားရင်ချီချဲလေးတွေဒီလိုလေးဆွဲတွန်းလိုက်ပေါ့အဲ့ဆိုဆွဲတွန်းလိုက်တဲ့ခါကျရင်ဒီလိုပုံလေးရလာမယ်အဲ့ဒါလေးကိုဒီထဲမှာလာပြီးတော့ကိုယ်လိုက်စုလေးကြရင်တွန်းလေးတင်းဆွဲနော်အတွန်းစုလေးကြရဆွဲဒီပုံလေးရလာမယ်အတွန်းလေးကိုဒီလိုသူ့ဘောကိုခွေပြီးတော့ထည့်လိုက်တဲ့ပုံစံလေးနော်ချီချဲကိုလုံးဝတွန်းနေအောင်အများကြီးဆွဲတွန်းပြီးတော့မှသူ့ကိုခွေပြီးတော့ဒီထဲမှာလာထည့်မယ်ဒီတခြားတင်းအောင်ဆွဲပြီးသွားရင်မှာကိုစိတ်ချအတွန်းလေးကိုရွှေ့ပြီးတော့ဒီထဲကိုလာခွေထည့်ခွေထည့်ပြီးသွားရင်ဒီချီလေးကတို့ရဲ့ဒီအလေလေးကိုဖောက်ထုတ်လိုက်အခုရဲ့ဒီအလေလေးကိုဖောက်ထုတ်ပြီးဒီအလေလေးကနေပဲခွာပြီးတော့ဒီလက်ပတ်တံအောက်ဘက်ကိုပြန်ထိုးဆင်းလိုက်တင်းလေးဆွဲချဒီတင်းလေးနော်ထဲကိုတင်းလေးချီကိုတင်းလေးဆွဲချအဲ့တော့ကိုတစ်ချက်နဲ့မခိုင်မှာကြောင်းရင်နောက်တစ်ချက်အောက်ကနေအလေလေးကိုပြန်ထိုးပြင်သူ့ကိုအလေလေးကိုပဲပြန်ပြီးတော့ထိုးချနှစ်ခါလောက်ပေါ့โอเคပြင်တူတယ်တင်းလေးထပ်ဆွဲပြင်အတုံးကိုကိုလိုချင်တဲ့အတိုင်းလေးတေချာလေးလိုက်ပြီးတော့ချလိုက်ဒီလိုပုံလေးအဲ့ဆိုရင်တို့လိုချင်တဲ့ပန်းပွင့်လေးရလာမယ်အဲ့ဒီမှာကိုကအလေးလေးတစ်လုံးနဲ့ထည့်ကျဲလေးတစ်လုံးနဲ့ထည့်ချင်တဲ့ထည့်လို့ရသေးတယ်အလေးလေးထည့်ဒီမှာကဲပြီးရင်နောက်ဆုံးဒီအောက်မှာချီလေးတက်လိုက်โอเคအဲ့ဆိုရင်လက်ပံတန်လေးပြီးသွားပါပြီအဲ့ဆိုရင်ကျွန်တော်ဒါလေးတွေဒီအပွင့်လေးကိုလုပ်ပြီးသွားရင်ဒီအလဲလေးကလေကိုကတိတ်ပြီးတော့ဟနေတာမကြိုက်ဘူးဆိုရင်ဂျေတီတေးသေးလေးကြီးကြီးလေးတစ်လုံးလေးထည့်လိုက်နော်ဒါလေးထည့်ပြီးသွားရင်ဘေးပိတ်လို့ရပြီအဲ့တော့အလားချင်းပူပြီးတော့ဘေးပိတ်ချလိုက်တော့